အဝေးကရန်သူကိုသတိထားလို့ရပေမဲ့အနားမှာမာယာနဲ့ကက်နေတဲ့လူတွေကိုတော့သတိထားဖို့ခက်ခဲပါတယ် အားလုံးပဲမင်္ဂလာပါခင်ဗျာဇာတ်စာပေလူမိတ်ဆွေ Facebook page ကနေကြိုဆိုလိုက်ပါတယ် ပြုတ်မပြတတ်တဲ့မျက်နှာချက်လိုအပ်ရင်မျက်နှာချိုသွေးတဲ့လူပြုံးတွေကပိုကြောက်စရာကောင်းတယ်တယောက်တည်းအထီးကျန်ရတာထက်တာမှအတူနေခြင်းနဲ့အဖော်ပြူခြင်းကပိုကြောက်စရာကောင်းတယ်မယုံကြည်ရတာထက်အယုံသွင်းနေတဲ့ရိုးသားမှုကပိုကြောက်စရာကောင်းတယ်စိုးခွက်ကိုပဲအပြစ်တင်တာထက်ဘာလို့အကောင်းမမြင်တတ်တဲ့မျက်လုံးတွေကပိုပြီးကြောက်စရာကောင်းတယ်အားနေချက်ကိုဝေဖန်တာထက်အားသာချက်ကိုမချီးမွမ်းခြင်းနဲ့မနာလိုဝင်တုံမှုကပိုကြောက်စရာကောင်းတယ်ပွင့်ပွင့်လင်းလင်းပြောတာထက်နောက်ွယ်မှာကဲ့ရဲ့တတ်တဲ့အတင်းစကားတွေကပိုကြောက်စရာကောင်းတယ်ကျေးဇူးမတိတတ်တာထက်ကျေးဇူးကမ်းတာကပိုပြီးကြောက်စရာကောင်းတယ်ကိုကိုမုန်းနေသူထက်မာယာတွေနဲ့ချစ်ဟန်ဆောင်နေသူကပိုပြီးကြောက်စရာကောင်းတယ်အဝေးကရန်သူထက်နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့အနိကမိတ်ဆွေကပိုကြောက်စရာကောင်းတယ်ရုပ်ဆိုးအကြီးတန်တာထက်စိတ်ထားမလှတာကပိုပြီးကြောက်စရာကောင်းပါတယ်လောကမှာပညာမဲ့လူယုံမှာထက်ပညာတက်လူယုံမှာကပိုပြီးတော့ကြောက်စရာကောင်းပါတယ်ဒီအကြောင်းအရာလေးကိုသဘောကျတယ်ဆိုရင် comment မှာ yes လို့မှတ်ခဲ့ပေးပါခင်ဗျာ